page select မိတ်ဆွေတို့မှာ down ရှိသေးဘူးဆိုရင်အရင်ဆုံးတော့ down ပေးသွားပြီဆိုရင်ဒီလိုပဲကိုယ့်ရဲ့ Gmail account ရှိရင်ဝင်လိုက်ရုပ်ပဲပေါ့နော်အဲ့တော့ဒီ page select ထဲဝင်ပြီးဆိုရင်ဒီလိုလေးပေါ်လာပြီဒီလိုပေါ်လာပြီဆိုရင်ကျွန်တော်တို့ကဒီအောက်က remove background နဲ့ဝင်မယ် Okay remove background နဲ့ဝင်ပြီးသွားရင်ဆိုရင်ကျွန်တော်ကတော့ထုတ်ထားပြီးသားရှိတဲ့ဥစ္စာကိုပဲကျွန်တော်လုပ်ပြလိုက်မယ်ဆိုတော့မိတ်ဆွေတို့မှမရှိသေးဘူးဆိုရင်တော့ဒီအောက်က remove background နဲ့ဝင်ပြီးသွားဒီပေါ်ဆုံးကယူလိုက်ယူပြီးသွားမှအသုံးပြုဖို့ပေါ့နော်ကျွန်တော်ဒီ project တစ်ခုတည်ဆောက်ဖို့အတွက်ဒီပုံပေါ့ဒီပုံကိုကျွန်တော်တို့ကဒီမှာတယောက်ကဒီဘေးက crop လေးဝင်မယ်ဝင်ပြီးသွားရင်ဒီပေါ်ဆုံးက crop လေးဝင်မယ်ဝင်ပြီးသွားရင်ကျွန်တော်တို့ကဘယ်အတွက်အသုံးပြုမှာလဲ YouTube အတွက်လား Facebook အတွက်လားဒီ TikTok အတွက်လားပေါ့နော်ဆိုတော့ကျွန်တော်က YouTube အတွက်ဆိုတော့ဒီ YouTube site ကိုပဲရွေးလိုက်မယ်နော်ဆိုတော့ကျွန်တော်ရွေးပြီးသွားရင်ဆိုရင်ဒီပေါ်ဆုံးက offline နဲ့ဝင်မယ်ဝင်ပြီးသွားပြီဆိုလို့ရှိရင်ဒီလိုပုံစံလေးကြာလာပြီဒီလိုပုံစံကြာလာပြီဆိုရင်ဥပမာဒီပုံစံကြီးကိုကျွန်တော်ကဒီမှာထိုင်နေတဲ့ပုံပေါ့နော်ဟောကျွန်တော်ထိုင်နေတဲ့ပုံစံကိုကျွန်တော်ပြလိုက်မယ်ဆိုတော့အဲ့တော့ဆိုရင်ဘယ်ဥစ္စာလောက်အောင်ဆိုရင်ဒီအောက်ဆုံးမှာဒီမှာ light ရွှေ့ပေါ့နော်မိတ်ဆွေတို့ရွှေ့သွားပြီးရင်ဒီပေါ်ဒီကဒီ app photo လေးတွေဝင်ပေးပါဦးခင်ဗျဒီ app photo တွေဝင်ပြီးသွားရင်ကျွန်တော်တို့ဟိုလုံးမဲ့ဓာတ်ပုံပေါ့ရွှေ့ပေါ့နော်အဲ့လိုပဲမိတ်ဆွေတို့ကရွှေ့ရဒီမှာမရှိဘူးဆိုရင်တွားထုတ်ရမှာပေါ့နော်ဒီပေါ်ဆုံးမှာဒီပေါ်ဆုံးနေရာလေးကိုနှိပ်လိုက်လို့ရှိရင်ဒီမှာကိုတွားထုတ်မယ်ပေါ့ပုံနော်ကိုထည့်ချင်တဲ့ပုံပေါ့ဥပမာကျွန်တော်ထိုင်နေတဲ့ပုံထည့်ချင်တယ်ဆိုရင်မဒီပုံကကျတော့နည်းနည်းလေးထိုင်နေတဲ့ပုံစံလေးကြားတယ်ပေါ့နော်ဒီပုံလေးထောက်ပြီးဒီမှာထုတ်လိုက်ထုတ်တိုင်းဒီမှာရှိရပေါ့နော်ကျွန်တော်ထုတ်ထားပြီးသားဆိုရင်ဒီမှာရှာမယ်ခုနကျွန်တော်တို့ပျောက်နေဆိုတော့ဒီမှာနော်ကျွန်တော်ထုတ်ထားတဲ့ပုံအဲ့ထားဝင်ပြီးသွားရင်ဒီပေါ်က app ထဲကိုပြန်သွားမယ်နော် Okay ဒီလိုပုံစံလေးကြာလာပြီပေါ့နော်ကြာလာပြီဆိုတော့ကျွန်တော်တို့ကဒါကိုဖြန့်ညက်ကလုံးမှပြတော့ဒါလေးနည်းနည်းလေးတော့ဆွဲလိုက်မယ်နော်ချိန်လိုက်မယ်ဒီလိုကြာလာပြီဆိုရင်ကျွန်တော်တို့ကဟိုဒါလိုက်တော့ဖြတ်ချင်လဲရတယ်ဒါမှမဟုတ်လို့ရှိရင်ဒီလိုတော့ဖြတ်မယ်ပေါ့နော်ကျွန်တော်တို့ကဒီ agent ကိုလိုချင်တဲ့လိုပုံစံလေးဖြတ်မယ်ပေါ့ဆိုတော့ဒီပေါ်ဆုံးကအခက်ပြတ်တဲ့ဝင်မယ်ပေါ့နော်အခက်ပြတ်တဲ့ရောက်ပြီဆိုရင်ကျွန်တော်တို့ကဒီပုံဒီမှာမလိုအပ်တဲ့ဥစ္စာတွေဖြတ်မှာအောင်နော်ဒီဖြတ်မှာဆိုတော့ဒီနေရာမှာမိတ်ဆွေတို့တိထားမှာဒီပေါ်ဆုံးကကျတော့ site ဒီ site ကကျတော့ဥပမာကျွန်တော်ပြဒါဆိုရင်ဒီမှာအကြောင်းလေးတေးသေးလေးပြတ်တာပေါ့နော်ဒီလိုနေရာလေးတွေကိုဖြတ်ဖို့အတွက်ဆိုအဲ့ဒါလေးတွေလိုတယ်ပေါ့နော်ဒီဟာကျတော့ဥပမာဒီတပြင်းလုံးနည်းနည်းလေးပို့ပြီးဖြတ်ထားခြင်းလဲဆိုတော့ဒီနေရာလောက်ဆွဲပြီးဒီမှာကြည့်ပြပြီနော်အဲ့ဒီမှာမိတ်ဆွေတို့ဒီမှာ3ချောင်းရှိတယ်ပေါ့နော်ဒီအလေကအကြောင်းလေးကြတော့ကျွန်တော်တို့ရဲ့ဒီဖြတ်တဲ့နေရာဒီမှာတော့စိတ်လေးရှိတ်လေးပေါ့နော်သူကဒီမှာတော့အများကြီးမပြတ်သွားဝါလေးပေါ့နော်ဝါလေးပြတ်တာဆိုတော့ဒီလိုဆွဲလိုက်ပြီဆိုရင်တော့လုံးဝဒုံတိပုံစံမျိုးလေးပေါ့နော်ဒုံတိတလားလုံးဝဟိုတိတိတတ်တာကြီးပေါ့နော်အနောက်ကရှိတ်ဒီပိုင်းမှာပေါ်တော့ဘူးဆိုတော့ဒီအောက်ကလည်းအဲ့လိုပဲကျွန်တော်တို့ကဒီမှာမိတ်လေးပေါ့နော်အနောက်မှာဥစ္စာလည်းမပြတ်သွားဘူးဒီထဲရောက်စားလည်းမပြတ်သွားဘူးအဲ့လိုမျိုးမိတ်လေးပေါ့နော်ဒီလိုထွဲထားမယ်ဆိုရင်လုံးဝတိတာတယ်ပေါ့နော်ဒီဘက်ဖြတ်ပြလိုက်မယ်Okay အဲ့ဒါကမိတ်ဆွေတို့သိမယ်ထင်တယ်ဒီအနောက်ကပါလေဒီအရှိရပါလေဒီ3ခုအကြောင်းသိမယ်ထင်တယ်ပေါ့နော်အဲ့ဒါတော့ဥပမာကျွန်တော်ဒီဟာကိုကျွန်တော်ဖြတ်မိသွားတယ်ပေါ့နော်ဒီမှာကျွန်တော်ဖြတ်မိသွားတယ်ဆိုရင်လည်း episode ပြည့်နာမရှိဘူးဒီဘေးကနေရာလေးကိုနှိပ်ပြီးဒီမှာတလားဒီနေရာလေးကိုနှိပ်လိုက်လို့ရှိရင်ဒီမှာပြန်ပြီးဖြည့်လို့ရတယ်ပေါ့နော် Okay ဒီမှာဖြည့်လို့ရတယ်နော်ဒါမိတ်ဆွေတို့စိတ်ရှိရှိလေးတော့ဖြတ်ဖို့လိုတယ်ပေါ့နော်ဒီဟာကိုလိုချင်တဲ့ပုံစံကိုကျွန်တော်လက်လေး2ချောင်းနဲ့တိချလေးဆွဲပြီးဒီမှာတလားသပင်နေရာဆိုသပင်နေရာတိတာနေရာပဲလေနော်ဒီမှာဖြတ်မယ်ဥပမာနည်းနည်း site လေးပေးကြည့်လိုက်Okay ဒီလိုလေးဖြတ်တာပေါ့နော်ဥပမာဒီလိုအနားကတ်သွားပြီဆိုကျွန်တော်တို့ကဟိုတိတာလေးပြတ်သွားတာအများကြီးပြတ်သွားလိမ့်မယ်အဲ့တော့ဒီကိုဖြတ်ချင်တဲ့စပင်းနေရာတော့နီးကတ်တဲ့နေရာတော့ဆို site ကိုဒီလောက်လေးပဲထား7နှစ်လောက်ပဲထားပြီးတော့ဒီလိုလေးတွေလိုက်ဆွဲဖြတ်သွားပါပေါ့နော် Okay ဒါကျွန်တော်ပြလိုက်မယ်ရိုက်ထားရပြီဆိုတော့အပေါ်အပေါင်းလေးနဲ့ပြဒါလေးကိုနည်းနည်းလိုလေးဆွဲချပါပေါ့နော်ဒီညမိတ်ဆွေတို့အပေါ်နဲ့အောက်ဒီမှာအပေါ်မှာဖြစ်ကြံခဲ့မယ်ဘာညာထင်ရင်လေခုနကတော့ site ရှိပြီးဒါကြီးကတော့ပေါ်လာမှာမဟုတ်တော့ပြင်မယ်လေဟိုကိုကလိုနေတဲ့ပါဆိုရင်လည်းဒီမှာခါကြီးတော့ဖြတ်လို့ရအမှန်နှိပ်ပြီးတော့ရင်ဒီမှာ site ကြီးနေတာဖြတ်ချလိုက်တော့ပေါ့နော်အဲ့ဆိုဒီပေါ်အမှတ်ချက်လေးနှိပ်ပြီးသွားရင်ဒီမှာကိုယ့်ရဲ့ပုံလေးလက်လေးထောက်ပြီးဆွဲကြည့်မယ်ပေါ့နော်ဥပမာဒီဘေးကိုလိုလားဘေးကိုလိုဒီမှာအလဲလိုလားဒီနည်းနည်းပေးရှေ့ပို့လိုလားပေါ့နော်ဒါကြည့်Okay ကျွန်တော်ဒီဟာလေးကိုနည်းနည်းလေးရွှဲရှေ့ပြမယ်ထိုင်နေတဲ့ပုံစံဆိုလဲထိုင်နေတဲ့ပုံစံတော့တိကျအောင်လုပ်ပြရမယ်လေနော်နည်းနည်းလေးဆွဲပြလိုက်Okay ကျွန်တော်ဖြတ်လာတော့တိတ်ပြီးတော့ဟိုလိုက်ပြီးတော့ညှိကြမပြတော့ဘူးနော်ဘာဖြစ်လဲဆိုရင်ဒီမှာပေါ်ဆုံးမှာသမင်းနေရာလေးတွေ့လားဒီမှာတွေ့မယ်ထင်တယ်ကြံနေသေးရပေါ့နော်ဒါပေမဲ့အဲ့ဒါရပြီဆိုရင်ဒီမှာယူလိုက်မယ်ယူပြီးတော့ရင်ကျွန်တော်တို့ကဒီဟာကိုစာသားထည့်မယ်ပေါ့နော်ဒီဟာကိုစာသားထည့်မယ်ဆိုတော့ဥပမာမိတ်ဆွေတို့ကစာသားကြီးပဲထည့်ချင်တာလားဒါမှမဟုတ်လို့ဆိုရင်တရက်ဘေးကဘောင်လေးနဲ့ဥပမာဘောင်လေးနဲ့ကျွန်တော်ပြမယ်နော်ဒီဟာကိုနှိပ်ပြီးတော့ရင်ဒီမှာရှိတယ်ပေါ့နော်ဒါလေးအရှိလေးပြလိုက်မယ်အဲ့ဒီဥစ္စာကိုမှဒီမှာကိုလိုချင်တဲ့ site ပေါ့နော်ဒီမှာကြီးသေးလို့ရတယ်ဒီလိုသေးလို့ရတယ်တချောင်းချင်းစီကျွန်တော်ပြဆိုတော့အဲ့ဒါလေးရေးမယ်ရေးပြီးတော့ရင်ကျွန်တော်ဒီမှာကာလာအဲ့နောက်ခံကာလာပေါ့နော်နောက်ခံကာလာဘာထည့်မယ်ကျွန်တော်ဒီကာလာထည့်ပြမယ်နော်Okay ဒါကာလာထည့်ပြီကာလာထည့်ပြရင်ဒီလိုအကြောင်းလေးဖြစ်သွားပြီเนาะဒီလိုအကြောင်းမှာကျွန်တော်အစာရေးမယ်ဒီအောက်မှာပေါ့နော်ဒီ test တွေကိုဝင်
ဝင်ပြီးတော့ရင်ဒီမှာစာသားထည့်မယ်ပေါ့နော်โอเคဒီလိုရပြီပေါ့ကိုကပေးသေးရှင်နေဆိုတော့ဒီမှာပေးသေးလို့ရတယ်ဒီကိုပေးကြည့်ရှင်ဆိုလဲဒီလိုပေးကြည့်လို့ရတယ်ဆိုတော့ဒီဟာကိုပဲကျွန်တော်တို့ကဟိုစာကသေးနေတယ်လို့ထင်လဲဒီဟာကိုနည်းနည်းလေး site အရှိတိုးလေးပြန်ဆွဲလို့ရတယ်ပေါ့နော်โอเคဒီလိုရပြီပေါ့ရပြီဆိုတော့ကျွန်တော်ကစာသားကိုကာလာထည့်မယ်စာသားကိုကာလာထည့်မယ်ဆိုရင်ဒီဘက်ကကာလာဒီကာလာကျတော့ကျွန်တော်တို့ဒီမှာဘာကာလာထည့်ချင်လဲမှာအမဲထည့်ချင်လားအနီထည့်ချင်လားဝါထည့်ချင်လားပေါ့နော်ဝါရောင်ထည့်ပြလိုက်မယ်ဒီဝါရောင်မှာကျွန်တော်တို့ကဒီဘေးမှာဘောင်လေးပေါ့နော်အမဲရောင်လေးနဲ့ပေါ်အောင်လှုပ်လေးရတယ်တခြားဒီမှာကာလာနဲ့ပေါ်အောင်လေးလှုပ်လို့ရတယ်မကြည့်ဆွဲလိုက်ရင်မှတော့အများကြီးထင်သားများဖြစ်ဆိုရင်ဒီမှာအမဲရောင်ပြလိုက်မယ်โอเคဒီလိုလေးပေါ်သွားပြီเนาะအဲ့ဒါကြမှာကျွန်တော်တို့ကဒီစာသားကိုပို့ပြီးထင်းလင်းဖြစ်မှာပေါ့เนาะအဲ့တော့ကျွန်တော်တို့ကတိတိဆန်ဆန်လေးဖြစ်ချင်တယ်ဆိုရင်เนาะဒီဘက်မှာဒီဘက်ကအရိပ်နေရာလေးကိုတွားလိုက်တွားပြရင်ဒီဘက်မှာ agent ရှိရပေါ့เนาะဒီ agent ဆိုအောက်ကိုကြည့်လိုက်အမဲရောင်ပဲမှကြည့်ဒါစာလုံးတိုင်းပေါ့เนาะစာလုံးတိုင်းမစာလုံးတိုင်းပေါ်တယ်အဲ့ဒါကိုမှမင်းဆိုရင်ကဒီအရိပ်ပေါ့เนาะဒါအနောက်ကအရိပ်အဲ့ဒီအောက်နည်းနည်းချလို့ရတယ်အပေါ်တင်ချင်တယ်ဆိုလဲဒီအရိပ်ကဒီမှာလို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 က်ကစားလို့ရတယ်เนาะဆိုတော့ 3D ပုံစံမျိုးဆိုဒီလောက်ဆိုတော့ပဲပေါ့เนาะဒီလောက်ဆိုတော့ပဲဒါတော့ဒီဟာကျတော့ဟိုဘက်ဘေးဒီဘက်ဘေးရွှေ့ဒါတော့မရွှေ့ပြတော့ဘူးဒါတော့ဒီလောက်ရပြီပေါ့နော်အဲ့ဒါကိုမှကျွန်တော်တို့ကအရိပ်ကိုကာလာနဲ့တော့လှုပ်လို့ရတယ်အဲ့ကာလာဘယ်လိုထင်အရိပ်ကတော့အမဲပဲကောင်းတယ်ပေါ့နော်ဥပမာဒါမျိုးဆို 3D ပုံစံဖြစ်ပြီဒါကတော့မင်းဆိုနားလည်မယ်ထင်တယ်ပေါ့နော်ဥပမာကျွန်တော်တို့ကဒီလိုအကြောင်းနဲ့မဟုတ်ဘူးရိုးရိုးစာသားကြီးပဲထည့်ချင်တယ်ဆိုရင်ဒီ text ကိုနှိပ်ပြီးသွားရင်โอเคဒီလိုလေးပေါ့နော်အားလုံးနားလည်မယ်လို့ထင်ပါတယ်ဒီမှာအရန်ကြီးရှည်နေပေါ့အဲ့ဒါကိုနည်းနည်းလေးပေးတူလိုက်ဒါမှမဟုတ်အလုံးတော့သေးသွားတယ်စားသားသေးသွားတယ်လည်းပြန်တာမရှိဘူးဒါလေးကိုနည်းနည်းလေးဆွဲကြည့်လိုက်ရတယ်ပေါ့နော်ခုနကလိုကာလာလေးရွေးမယ်ပေါ့ကာလာလေးထည့်မယ်ကာလာကမင်းဆွေတို့ထည့်ချင်တဲ့ကာလာအကုန်ထည့်လို့ရတယ်โอเคအဲ့ဒါကိုမှကျွန်တော်တို့ 3D ပုံစံမျိုးခုနလိုလုပ်မယ်ဆိုရင်လည်းခုနကကျွန်တော်ပြသလိုဒီမှာသွားပြီးတော့ရင်ဒီမှာအရေးပေါ့နော်ဒီမှာ agentအဲ့ဒါရပြီဆိုရင်ကျွန်တော်ဆုံးက apply နဲ့ဝင်ပေးပါเนาะဝင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာအပေါ်မှာ export ထုတ်လို့ရတယ်ဒီပုံလိုချင်တဲ့နေရာမှာမှားသွားတယ်တို့เนาะကိုတကယ်လို့ကိုလိုချင်တဲ့ပုံစံမှာဟုတ်ဘူးကိုဖြတ်မိသွားတယ်ဆိုရင်လည်းပြဿနာမရှိဒီပေါ်ကအများလေးကိုနှိပ်လိုက်မှချစ်ကိုလိုချင်တော့အနောက်ဘက်ပြန်ဆုပ်လို့ရတယ်ဗောနော်ရသွားပြီဆိုရင်ကျွန်တော်တို့ဒီပေါ်ကဒီမြားလေးကိုနှိပ်လိုက်ရင်ဒီမှာဆိုရသွားပြီဗောနော်โอเคဒီဗီဒီယိုမှာတော့မိတ်ဆွေတို့ YouTube မှာဗီဒီယိုတင်ဖို့အတွက်ကျွန်တော်တို့က thumbnail ဆွဲတက်သွားမယ်ထင်ပါတယ်ပေါ့နော်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့ထင်ပါတယ်ကျွန်တော် channel လေးကိုလည်းကြိုက်နှစ်သက်တယ်ဆိုရင် like and subscribe လုပ်သွားပေးပါလို့လည်းတောင်းဆိုချင်ပါတယ်ပြီးရင်ကျွန်တော်တင်ပြအကြောင်းအရာတွေကိုအဆက်မပြတ်သိချင်တယ်ဆိုရင်ကျွန်တော် YouTube channel က notification ခေါင်းလောက်လေးကိုလည်းနှိပ်သွားပေးပါလို့တောင်းဆိုချင်ပါတယ်ကျွန်တော်ဒီဗီဒီယိုမရှင်းချင်လို့ကျွန်တော်နောက်ထပ်ပိုင်းမှာပဲကျွန်တော်ဗီဒီယိုကိုစနစ်တကျတင်နည်းကိုထပ်ပြီးတင်ပေးမယ်ဆိုတော့အပိုင်းနှစ်ခုတော့ဖြစ်သွားမယ်တိုးပေမဲ့သေချာလေးစိတ်ပါဝင်စားဖြစ်အောင်လို့ကျွန်တော်ရှင်းပြပေးထားပါတယ်နားမလည်ဘူးဆိုရင်ကျွန်တော်ရဲ့ description မှာလာပြီးရေးသွားပေးပါလို့တောင်းဆိုချင်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကဒီလောက်နဲ့ပဲဆုံးသက်လိုက်ပါမယ်ခင်ဗျာBye bye.